လူတယောက်အကြောင်းစိတ်ဆင်းရဲနေရတာမျိုးလူတယောက်ကြောင့်စိတ်ပင်ပန်းနေရတာမျိုးအဖြစ်မခံနဲ့လွတ်လွတ်လပ်လပ်နေသူဒီလဲကိုယ့်ကိုမတနာသလိုကိုဒီလဲသူ့ကိုအမြဲတမ်းမတနာနိုင်ဘူးကိုယ့်ကိုဘယ်သူတနာမလဲလို့ကြည့်ပြီးတော့လိုက်အပြင်မှာရှာတဲ့အခါသူတို့ဒီလဲသူတို့အကျိုးအတွက်သာသူတို့လုပ်နေကြတာဖြစ်တဲ့အတွက်ကိုယ့်ကိုသူတို့မတနာအားဘူးသူတို့ကိုသူတို့တနာတဲ့အတွက်ကြောင့်သူတို့ဝမ်းဝဖို့ပဲကြိုးစားနေပါလိမ့်မယ်သူတို့ကိုသူတို့တနာတဲ့အတွက်ကြောင့်သူတို့အထီးမကျန်ယုံပဲကြိုးစားနေပါလိမ့်မယ်သူတို့အစဉ်ပြေစေဖို့ရာအတွက်ပဲသူတို့ကြိုးစားနေပါလိမ့်မယ်ဒီတော့ကိုယ်ကလည်းကိုယ့်ကိုတနာဖို့လိုအပ်တယ်ကိုယ့်ကိုသူများတနာမလားလို့ကြည့်ပေမဲ့အဲ့ဒီလူတွေဟာကိုယ့်ကိုမတနာနိုင်ဘူးဆိုတာတွေ့ရလိမ့်မယ်ကိုကတနာပေးလိုက်လို့သူတို့ဘက်ကတံပြန်တနာမလားလို့ကြည်ပြန်တော့လေမောဟထူပြောတဲ့ပုံကိုယ်တွေဟာအဲ့ဒီလောက်အသိဉာဏ်မရှိကြပါဘူးလောဘထူပြောတဲ့ပုံကိုယ်တွေအဲ့ဒီလောက်အသိဉာဏ်မရှိကြပါဘူးသိမျောလင့်မနေနဲ့